ကလုံးနဲ့ကြမ်းမယ်နော်ရှင်းပြမယ်ကျွန်တော်တို့ငယ်တငယ်ချင်းတွေတွေ့တဲ့ခါကျဟဲ့အောင်ငါလုံးမသားစားပြီးပြီလားဟဲ့အောင်မင်းနေထိုင်ပြီးပြီလားဟဲ့အောင်ငါလုံးမသားတော့တငယ်ချင်းရဲ့မိန်းမကိုကျွန်တော်ဟဲ့မိန်းမနေစားပြီးပြီလားနေကောင်းပြီလားဒီလိုမျိုးပြောလေးပြောတာရှိတယ်ဒါကကျွန်တော်တို့ရဲ့ရွာဓလေ့မျိုးစုံဗီဇတာလက်ရှိကောင်းတယ်ဆိုလို့ရှိရင်သိကြတယ်ခင်ဗျာစိတ်ကူးတွေလည်းကောင်းနေမှာလောက်ရက်တွေလည်းကောင်းနေမှာပဲဒါပေမဲ့ဒါကိုပြင်လို့မရဘူးလားဆိုတော့ပြင်လို့ရတာပေါ့ပြင်လို့ရတာပေါ့အရန်ပြင်လို့ရတယ်ကျွန်တော်တို့ရွာလေးဟာတငါရွာလေးကျွန်တော်တို့ရွာလေးကဇီရိုက်ကျန်းတယ်ရန်ကုန်မြို့ကြီးကိုရောက်တဲ့အခါစီးပွားရေးဈေးကွက်တွေကိုရောက်တဲ့အခါကျွန်တော်အိမ်ချမ်းမီလုပ်ငန်းတွေကိုရောက်တဲ့အခါကျွန်တော်နဲ့အင်မတန်ရင်းနှီးပါတယ်ဆိုတဲ့သူတယောက်ရဲ့မိန်းမကိုသွားပြီးတော့ဟဲ့အောင်မိန်းမလို့ပြောရင်ကျွန်တော်တို့ကတင်းရတယောက်ကအချင်းများပြီးရန်ဖြစ်တော့မှာဒါကကျွန်တော်တို့ရဲ့နောက်ကျွန်တော်တို့တငါရွာတွေဆိုတာကအမြဲတမ်းလို့ကြံ့ကြံ့တဲ့ဖုတ်တော်ဝါစာတွေနဲ့စကားပြောဆိုပြီးတော့မှချစ်ခင်နှစ်သက်မှုကိုဖော်ဆောင်တာဒါကျွန်တော်တို့ရွာဒေသနော်တဦးနဲ့တဦးကမဆဲလိုက်ရလို့ရှိရင်ကျွန်တော်တို့ကအရင်ချစ်တယ်လို့မခံစားရဘူးကျွန်တော်တို့ရဲ့ရိုးရဓလေ့ရလေအဲ့ဒီခါကျတော့ကျွန်တော်တို့ရိုးရဓလေ့ရွာမှာရှိနေတဲ့ဗီဇတွေအတိုင်းရန်ကုန်မြို့မှာကြင့်မယ်ဆိုလို့ကျွန်တော်တို့ကထမင်းငတ်သွားမှာရန်ကုန်မြို့မှာနှစ်ပေါင်း20လောက်ကြာမြင့်အောင်ပေါင်းလာတဲ့မိတ်ဆွေတယောက်ရဲ့မိန်းမကိုသွားပြီးတော့ဟေ့မိန်းမနေကောင်းလားလို့ပြောလို့ရှိရင်မနှက်ဖန်ကြရင်အချုပ်ထဲရောက်မရောက်ရင်အမှုရင်ဆိုင်ရမှာဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇကကျွန်တော်တို့ရွာမှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ business တွေနဲ့ပတ်သက်နေတဲ့အင်ချမ်းမြေတွေနဲ့ပတ်သက်နေစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်နေရမှာကျွန်တော်တို့ရဲ့စိတ်ကူးတွေအတိုင်းအကျင့်ဆက်တွေနဲ့ဆက်ဆံလို့မရဘူးကျွန်တော်တို့ကပြောင်းလဲကျင့်သုံးရတယ်ဥပမာအပြင်မှာဆိုလို့ရှိရင်ကျွန်တော်အတိုင်းမင်းနေကောင်းလားဟာအခုမင်္ဂလာပါခင်ဗျဒီလောက်ပဲပြောတာလေဒါပေမဲ့ဖုန်းပြောရင်ဟယ်လိုမင်္ဂလာပါခင်ဗျကျွန်တော်တို့ကိုစွမို့ပါဟုတ်ကဲ့ပါခင်ဗျကျမ်းမှာချမ်းသာပါစေခွန်းလပ်ပါဒါတွေကကျွန်တော်တို့ဖုန်းပြောလို့ရှိရင်ဖုန်းပြောတဲ့ကျွန်တော်တို့ရဲ့မူရင်းအကျင့်စရိုက်ကိုဘေးဖယ်ပြီးတစ်ပတ်လူနဲ့ကိုနဲ့စီးပွားရေးဈေးကွက်ရမေတ္တာတရားအရာချစ်ခင်နှစ်သက်မှုအရာတူနဲ့တူလေးစားမှုအရာကျွန်တော်တို့ရဲ့စကလုံးတွေကိုချိန်နှောက်လုပ်ပြီးပြောရတာပြင်ကိုပြင်ရတယ်မပြင်လို့မရဘူး